ဒီနေ့ဗီဒီယိုမှာတော့သမိုင်းကြောင်းအခိုင်အမာရှိပေမဲ့ညဘက်ဆိုဘယ်သူမှမသွားရတဲ့မြန်မာနိုင်ငံကအချောက်ချားဆုံးသမိုင်းဝင်နေရာ၃ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါမိတ်ဆွေတို့အနေနဲ့ channel ကို subscribe မလုပ်ရသေးရင်လုပ်တာပေးပါဦးပထမဆုံးနေရာကတော့နာမည်ကြားတာနဲ့တင်စက်သိမ်းထားစရာကောင်းလာတဲ့မွန်ပြည်နယ်ကသမြူစရာသေမင်းတမန်ရထားလမ်းကြီးပဲဖြစ်တယ်ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်တပ်မတော်ကဒီရထားလမ်းကြီးကိုအတင်းအာရမဖောက်လုပ်ခဲ့တယ်ဒီရထားလမ်းရဲ့ဇလီဖားတို့တရုံးချင်းစီတိုင်းဟာလူတယောက်ရဲ့အသက်နဲ့အလဲအလဲလှုပ်ခဲ့ရတယ်လို့တော့တင်စားကြတယ်စစ်တုပ်ပန်းတွေအာရှတိုက်ကအလုသမားတောင်းနဲ့ချီပြီးငတ်မွတ်ခေါ်ပါမှုကူးစက်ယောဂတွေနဲ့ရဲရဲဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းခံရမှုတွေကြောင့်ဒီတောနဲ့ကြီးထဲမှာပဲအသက်ပေးခဲ့ကြရတယ်အခြေတွေကြာမြင့်ခဲ့ပေမဲ့ဒီနေရာမှာဆွဲကြံရစ်နေတဲ့နာကျင်မှုတွေကတော့ဖျောက်ကွယ်မသွားခဲ့ဘူးအခုအချိန်ထိညသန်းကောက်ရန်အခြေတွေမှာဆိုရင်လူသူကင်းမဲ့နေတဲ့ရထားလမ်းဟောင်းကြီးပေါ်မှာစံကြိုးတံတချွင်ချွင်တွေနာကျင်စွာအကူအညီတောင်းနေတဲ့ညီးတွားတံတွေကိုကြားရတတ်တယ်လို့ဒေသခံတွေကဆိုကြတယ်တချို့ဆိုရင်အဝေးကနေခွတ်မောင်းလာတဲ့ရထားခရတံအဟောင်းကြီးတွေကိုပါကြားရတတ်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာဘာမှရှိမနေတာမျိုးတွေကြုံခဲ့ရဘူးလေသမိုင်းရဲ့အမော်မိုက်ဆုံးအခြေကာလကိုဒီနေရာလေးကအခုထိသိစေထားစေပါဒုတိယနေရာအနေနဲ့စမ်းပြည်နယ်ကနာမည်ကျော်ကုတ်ထိပ်ဓာကြီးစီကိုတွားကြရအောင်1900ပြည့်နှစ်လောက်ကတည်းကတည်ဆောက်ခဲ့တဲ့ဒီတမဏိတရားကြီးဟာအင်မတန်နှက်ဆိုင်တဲ့ကြောက်ကံပါကြီးပေါ်မှာမမတ်ရက်တည်နေတယ်နေ့ကင်းဘက်မှာတဘာဝအလှအပတွေနဲ့သာယာနေပေမဲ့ညဘက်အထူးသဖြင့်ဆောင်းတွင်မြူနှင်းတွေထူထပ်နေတဲ့အချိန်မျိုးမှာတော့ဒီနေရာဟာလုံးဝကိုခြောက်ချားပွဲကောင်းသွားတတ်တယ်ဒီတရားရဲ့သမိုင်းတစ်လျှောက်မှာအပေါ်စီးကနေမတော်တဆပြုတ်ကျသေဆုံးခဲ့ရသူတွေကိုအဆုံးစီရင်သွားကြသူတွေမနှဲမနှောရှိခဲ့တယ်ရထားမစီးတဲ့အခြေဆိုမြူတွေဆိုင်းနေတဲ့တရားပေါ်မှာအရေးမဲကြီးတွေရက်နေတာကိုအဝေးကနေလှမ်းမြင်ရတတ်တယ်လို့ခီးသွားတချို့ကဆိုပါတယ်အဆိုးဆုံးကတော့အောက်ခြေကအမှောက်ထုဖုံးနေတဲ့ချောက်ကံပါတဲ့ကနေအကူကြီးတောင်းနေတဲ့အသံလိုငိုရှိုက်တန်လိုတွေကိုလေးတိုက်တန်ဝူးဝါးကြားမှာရောနှောကြားရတတ်တာပါပဲတန်ကြီးတက်နေတဲ့တံမော်တွေရဲ့ပုတ်တိုက်တန်တွေနဲ့အတူဒီနေရာဟာသတ္တိကောင်းလူတွေကိုတော့ခြေပြားလက်ပြားအေးဆက်သွားစေမယ့်နေရာတစ်ခုပါနောက်ဆုံးတတိယအမြောက်နေရာကတော့အေးချမ်းလာတဲ့တောင်ပေါ်မြို့လေးပြင်းဦးလွင်ကစွပ်ပစ်ကန်ကိုလိုနီခေတ်အိမ်ဟောင်းကြီးတွေပဲဖြစ်တယ်ဗြိတိရှတွေရဲ့အပန်းဖြေမြို့လေးဖြစ်ခဲ့တဲ့အတွက်ဒီနေရာမှာနှစ်100ကျော်တက်တန်းရှိတဲ့ဥရောပစတိုင်အိမ်ကြီးတွေအများပြားရှိတယ်ဒါပေမဲ့လူမနေတဲ့နှစ်ပေါင်းများစွာစွပ်ပစ်ထားတဲ့အိမ်ဟောင်းကြီးတွေဟာအခုချိန်မှာတော့၆ချားပွဲမျိုးပြဒဏ္ဍာကြီးရဲ့အစအဦးဖြစ်နေပါပြီခြံဝင်းကျဲကြီးတွေထဲမှာတစ်ပင်အိုကြီးတွေအောက်မှာဒီအိမ်ကြီးတွေဟာအထီးကျန်စွာရှိနေတတ်တယ်ညတန်းကောက်ရန်အချိန်တွေမှာလူမရှိတဲ့အိမ်ကြီးတွေရဲ့တစ်သားလှေကလေးတွေပေါ်ကနေလီးလံတဲ့ခြေတံတွေအပေါ်တက်သွားတာကိုကြားရတတ်တယ်တခါတလေဖုန်တက်နေတဲ့ခေဟောင်းစန်းတရားစီကနေတန်းစင်တွေအလိုထွက်လာတတ်တယ်လို့ဆိုကြတယ်ညစောက်တွေရဲ့ပြောပြချက်အရရှေးဟောင်းဥရောပဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားမျိုးသမီးတွေရဲ့အရေးတွေကိုပရင်ပေါက်တွေကနေတစ်စစ်လှမ်းမြင်ရတတ်တယ်လို့ဆိုကြတယ်အပြင်ဘက်ကကြည့်ရင်လည်းလှပခန့်ညားပေမဲ့ရေကြီးအတွင်းပိုင်းမှာဘလို့လှုပ်ဝက်ချက်တွေကိန်းအောင်နေမလဲဆိုတာဘယ်သူမှအတိအကျမသိနိုင်ဘူးဒီတင်ဆက်ပေးခဲ့တဲ့မြန်မာနိုင်ငံကသမိုင်းဝင်6ကြားပွဲနေရာ3ခုထဲမှာအထိတ်လန့်ဆုံးဖြစ်စေခဲ့တဲ့နေရာကဘယ်နေရာများဖြစ်မလဲတကယ်လို့များအခွင့်အရေးရခဲ့ရင်ဒီနေရာတွေကိုညဘက်သွားလည်ရတဲ့သက်သိရှိလားဆိုတာကွန်မန့်မှာရေးပေးသွားခဲ့ပါဦးနောက်ထပ်လည်းအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်တဲတဲ့ရင်ပိုဇက်လန်တွေလှုပ်ဝက်စမ်းကြဲအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့